တေဟာမွေးရပါသွေးအားနဲ့ယောဂတလက်စီမီယာယောဂရှိရသူတယောက်ဆိုလို့ရှိရင်ဘာတွေကိုစားရမလဲဘာတွေကိုရှောင်ကျဉ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့တလက်စီမီယာယောဂဆိုတာကိုမသိသေးတဲ့သူတွေတော့ကိုတစ်ချက်ပြောပြပေးပါမယ်တလက်စီမီယာယောဂဆိုတာကမွေးရပါသွေးအားနဲ့ယောဂတစ်မျိုးဖြစ်ပြီးတော့ခန္ဓာကိုယ်ကဟီမိုဂလိုဘင်ကိုပုံမှန်အတိုင်းမထုတ်နိုင်တဲ့မျိုးဗီဇဆိုင်ရာယောဂတစ်ခုဖြစ်ပါတယ်ဟီမိုဂလိုဘင်ဆိုတာကတော့သွေးနီဥတွေစီကိုအောက်ဆီဂျင်သယ်ပေးတဲ့ပရိုတင်းဖြစ်ပါတယ်အဲ့တော့တလက်စီမီယာမှာပေါ့နော်အဓိကအမျိုးအစား2မျိုးရှိပါတယ်။ Alpha thalassemia နဲ့ Beta thalassemia လို့ခေါ်ပါတယ်။ Alpha thalassemia ဆိုတာကတော့ Alpha globin protein တွေထုတ်လုပ်မှုမလုံလောက်ခြင်းကြောင့်ဖြစ်ပြီးတော့ Beta thalassemia ဆိုတာကတော့ Beta globin protein တွေထုတ်လုပ်မှုမလုံလောက်ခြင်းကြောင့်ဖြစ်ပါတယ်။ဒါကတော့ thalassemia ကြောင့်အကြံပေးပြောပြပေးရဖြစ်ပါတယ်။အခုနောက်ပိုင်းမှာ thalassemia ယောဂမှာစားရမယ်၊ရှောင်ရမယ်အစားအစာများကြောင့်ပြောပြပေးပါမယ်။အကယ်၍တလက်စီမီယာယောဂအကြောင်းကိုမသိသေးသူများကဆက်လက်သိရှိခြင်းနဲ့ဆိုပါကဒီဗီဒီယိုလေးရဲ့ comment မှာရေးပေးခဲ့နော်တလက်စီမီယာအကြောင်းဗာလေးတွေသိချင်လဲအခုတော့အစားအသောက်လေးအကြောင်းကိုဆက်ပြောပြပါမယ်ရဖန်ရခါတွေးရတော့ဒါမှမဟုတ်လို့ရှိရင်လုံးဝတွေးမသိဖူးသေးတော့မွေးရပါတွေးရတဲ့ယောဂတလက်စီမီယာလူနာတွေမှာအစားအစာတွေကမှတန်တက်ကိုဦးနိုင်ရန်ကနေစုပ်ယူမှုများနေတတ်ပါတယ်ဒါကြောင့်မလို့တန်တက်ပါဝင်တော့အာစီများအဖြစ်စွာစာများကိုရှောင်ကျဉ်ရပါမယ်တန်တက်များတဲ့အစားအစာများဥပမာအနီရောင်ရှိတဲ့အသားများတာရှိခံရန်ပြုပြင်တာတော့အသားများတွေးခဲများကိုရှောင်ကျဉ်စားသုံးရပါမယ်။ဦးနိုင်ရန်ကနေတက်ဆုပ်ယူမှုလျှော့ချပေးတဲ့အစားအစာတွေကိုစားသုံးရပါမယ်။ဥပမာအစားအစာလိုက်မှာရေလူးချမ်းတောက်ပေးတာကော်ဖီဝိုင်ယနီပဲနုကနေရတဲ့အသားတက်နို့နဲ့ဥမာပါဝင်တော့အသားတက်တို့ကလည်းအစားအစာတွေမှတန်တက်ဆုပ်ယူခြင်းကိုလျှော့ချပေးပါတယ်။ဒါကြောင့်မလို့အထက်မှာပြောခဲ့တဲ့အစားအစာတွေကိုတော့စားသုံးပေးလို့ရပါတယ်။တန်တက်စွန်ကူထုံးနဲ့ကုသလို့ရှိရင်ဇင်းတက်ကဲ့သို့တော့အခြားရေးပါတဲ့တထုတက်တွေကလည်းခန္ဓာကိုယ်ကနေပြီးတော့အပြင်းဘက်ကိုစွန့်ထုတ်သွားနေတတ်တယ်ပေါ့နော်ဇင်းတက်ကခန္ဓာကိုယ်မှာချို့တဲ့နေတယ်ဒါကြောင့်မလို့တလာစီမီယာယောဂဝေနာရှင်များနေတဲ့တန်တက်စွန်ကူထုံးကိုကုသနေရဆိုရင်တော့ဇင်းတက်ကိုပြန်ပြီးတော့ဖြည့်ဆွတ်စာအနေနဲ့ပဲဖြစ်ဖြစ်အာစိနေဖြစ်ပြန်လဲတောက်ပေးဖို့လိုအပ်ပါတယ်ကဲဒီလောက်ဆိုရင်တော့တလာစီမီယာယောဂမွေးရပါသွေးအနေယောဂမှာဘာတွေကိုစားသုံးပြီးတော့ဘာတွေကိုရှောင်ကျဉ်ရမယ်ဆိုတော့သိလာပြီးချင်ပါတယ်။နောက်ထပ်သိချင်တဲ့တလာစီမီယာအကြောင်းမဖြစ်ဖြစ်တခြားသောအကျမ်းမာအကြောင်းအရာတွေဖြစ်ဖြစ်ကွန်မန့်မှာမေးထားခဲ့ပါ။မေးထားတဲ့ကွန်မန့်လေးကိုဗီဒီယိုလေးလုပ်ပြီးတော့ပြန်ဖြေပေးပါမယ်။ Subscribe မလုပ်ရသေးတဲ့သူတွေက Subscribe လုပ်ခဲ့ပြီးတော့အားပေးခဲ့ပါအောင်နော်။နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါအောင်မယ်နော်။